အဖြူနဲ့အစိမ်းကျောင်းဝဆောင်ဘယ်လိုပေါ်ပေါက်လာလဲမြန်မာနိုင်ငံကကျောင်းသားတိုင်းငယ်ငယ်ကလေးကဝတ်ဆင်ခဲ့ကြတဲ့အဖြူနဲ့အစိမ်းကျောင်းဝဆောင်လေးဘယ်ချိန်ကစပြီးပေါ်ပေါက်လာလဲဆိုတာသိပါသလား1966ခုနှစ်မတိုင်ခင်ကဆိုရင်မြန်မာနိုင်ငံကကျောင်းတွေမှာအခုလိုယူနီဖောင်းတပြေးညီသတ်မှတ်ထားတာမရှိသေးပါဘူးသာသနာပြုကျောင်းတွေပုဂ္ဂလိကကျောင်းတွေနဲ့အမျိုးသားကျောင်းတွေဟာသူတို့ကျောင်းအလိုက်ကိုပိုင်ဝတ်ဆောင်အသီးသီးကိုပဲဝတ်ဆင်ခဲ့ကြတာပါအဲ့ဒီအချိန်ကရန်ကုန်မြို့မှာနာမည်ကြီးတဲ့မြို့မအမျိုးသားကျောင်းရဲ့ကျောင်းဝတ်ဆောင်ကတော့အပေါ်အင်ကြီးအဖြူနဲ့အောက်ပိုင်းအစိမ်းရောင်ဖြစ်ပါတယ်။ဒါဟာအခုလက်ရှိတနိုင်ငံလုံးဝတ်ဆင်နေတဲ့အဖြူအစိမ်းကျောင်းဝတ်ဆောင်ရဲ့အစောပိုင်းပုံစံလို့ပြောလို့ရပါတယ်။1965 1966ခုနှစ်တွေရောက်တော့အစိုးရကနိုင်ငံတော်ဝန်ကကျောင်းတွေအားလုံးကိုနိုင်ငံပိုင်အဖြစ်သိမ်းယူလိုက်ပါတယ်။ကျောင်းတွေအားလုံးအစိုးရကျောင်းတွေဖြစ်သွားတဲ့အခါစင်းရဲချမ်းသာလူဒန်းစားမခွဲခြားဘဲတန်းတူညီမျှမှုကြီးစေဖို့ရည်ရွယ်ပြီးတပြေးညီကျောင်းဝတ်ဆောင်တစ်ခုကိုတက်မှတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။1966ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာတော့မြန်မာနိုင်ငံလုံးကကျောင်းသားကျောင်းသူတွေနဲ့ဆရာဆရာမတွေအားလုံးအဖြူအစိမ်းဝတ်ဆောင်ကိုမဖြစ်မနေဝတ်ဆင်ရမယ်လို့တရားဝင်ပြဋ္ဌာန်းလိုက်ပါတယ်။ဒီအကြောင်းတွေရဲ့အသိပ္ပယ်ကလည်းလှပပါတယ်။အဖြူရောင်ကဖြူစင်တန့်ချင်းချင်းရိုးသားခြင်းကိုဆောင်ပြုပြီးအစိမ်းရောင်ကတော့လန်းဆန်းတက်ကြွခြင်းချင်နံကြီးထွားခြင်းနဲ့ငြိမ်းချမ်းခြင်းကိုဆောင်ပြုတာဖြစ်ပါတယ်။အဲ့ဒီအချိန်ကစလို့ဒီနေ့အထိအဖြူစိမ်းဝတ်ဆောင်ဟာမြမပညာရေးလောကရဲ့ပြရုပ်တစ်ခုအဖြစ်ခိုင်ခိုင်မာမာရပ်တည်လာခဲ့တာပဲဖြစ်ပါတယ်။အခြားပဲအရာတွေရဲ့တမိုင်းကြောင်းကိုသတိချင်နေလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါအောင်နော်။